အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မှာတော့ယူရာလူတွေအဖက်လုပ်ခြင်းကိုမခံရတဲ့ရှမာရိလူမျိုးတွေကိုစကားလာပြောတဲ့ယေရှုရဲ့အကြောင်းကိုတင်ဆက်ပြီးတော့မှာပဲဖြစ်ပါတယ်ခင်ဗျာဗီဒီယိုလေးမစတင်ခင်မှာကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားပေးဖို့မေတ္တာရပ်ခံချင်ပါတယ်ခင်ဗျာယူရာပြည်ကနေဂါလိလဲပြည်အပြန်ခီးမှာယေရှုနဲ့တပည့်တွေကရှမာရိပြည်ကိုဖျက်သွားကြပါတယ်သူတို့တွေခီးပင်ပန်းလာလို့မွန်းတဲ့ချိန်နောက်မှာရှုခါမြို့နာကယာကုပ်ရေရင်းမှာနားကြပါတယ်ရေရင်းနာမှာယေရှုအနားယူနေတော့တပည့်တော်တွေကစားစရာဝယ်ဖို့မြို့ထဲကိုသွားကြပါတယ်သူတို့ထပ်သွားတဲ့အချိန်မှာပဲရှမာရိအမျိုးသမီးတစ်ယောက်ကရေလာခတ်ပါတယ်အဲ့ဒီခါယေရှုကရေနည်းနည်းတော့တိုက်ပါလားလို့တောင်းလိုက်ပါတယ်ယူရာတွေနဲ့ရှမာရိတွေဟာအယိုးဆွဲနေတဲ့တစ်ဖက်သက်အစွဲတွေကြောင့်အပေါင်းအသင်းမလုပ်ကြပါဘူးဒီတော့အမျိုးသမီးကအံ့အားသင့်ပြီးရှင်ဟာယူရာလူမျိုးဖြစ်လျက်နဲ့ရှမာရိလူမျိုးဖြစ်တဲ့ကျမကိုဘာလို့ရေတောင်းတောက်တာလဲလို့မေးလိုက်ပါတယ်ယေရှုကဖျားသခင်ဘာဆုလက်ဆောင်ပေးထားမှန်းရေနည်းနည်းတော့တိုက်ပါလားလို့ပြောတဲ့သူဟာဘသူပဲဝါဖြစ်မှန်းခမည်းမသိပဲဟိုတိခဲ့ရင်သူ့ကိုအသက်အရည်တောင်းပါပဲသူကအသက်အရည်လဲပေးနိုင်တယ်လို့ဖြေလိုက်ပါတယ်အဲ့ဒီအခါမျိုးသမီးကရေရင်းကအနက်ကြီးဆရာစီမှာခက်ဆရာရေပုံးလည်းမရှိဘူးအဲ့ဒီအသက်ရည်ကိုဘယ်ကနေရမှာလဲဒီရေတွင်းကိုဘိုးဘေးယာကုပ်ကကျမတို့ကိုပေးခဲ့တာသူကိုယ်တိုင်ရောသားမြေးတွေရောတရိษံနေပါဒီတွင်းရေကိုတောက်ခဲ့ကြတယ်ဆရာကသူ့ထက်ကြီးမြတ်လို့လားဆိုပြီးမေးလိုက်ပါတယ်ယေရှုကဒီရေကိုတောက်တဲ့သူဟာနောက်တစ်ခါရေငတ်အောင်မယ်ဒါပေမဲ့ကျွန်တော်ပေးတဲ့ရေကိုတောက်တဲ့သူကတော့ဘယ်တော့မှရေငတ်မှာမဟုတ်ဘူးသူ့အထဲမှာအဲ့ဒီရေဟာထာဝရအသက်ရစေမဲ့စိတ်ထွက်နေတဲ့စမ်းရည်လိုဖြစ်လိမ့်မယ်လို့ဖြေလိုက်ပါတယ်ယေရှုဟာမောပန်းနေပေမဲ့အသက်ရစေတဲ့အမှန်တရားအကြောင်းရှမာရိအမျိုးသမီးကိုပြောပြဖို့အသင့်ရှိခဲ့ပါတယ်ဒါနဲ့ရှမာရိအမျိုးသမီးကဆရာကျမကိုအဲ့ဒီရေတိုက်ပါလားဒါဆိုရင်ငဲ့မှာမဟုတ်တော့ဘူးဒီကိုလာပြီးရေခတ်စရာလည်းမလိုတော့ဘူးဆိုပြီးပြောပါတယ်အဲ့ဒီခါယေရှုကစကားလမ်းကြောင်းပြောင်းလိုက်ပြီးခမည်းရဲ့ယောက်ျားကိုတွားခေါ်လာခဲ့လို့ပြောလိုက်တယ်အဲ့ဒါနဲ့ तू ကကျမမှာယောက်ျားမှမရှိတာလို့ဖြေလိုက်ပါတယ်ဒါနဲ့ယေရှုကယောက်ျားမရှိဘူးလို့ခမည်းပြောတာမှန်ပါတယ်တကယ်ဆိုရင်ခမည်းမှာယောက်ျား9ယောက်ရှိခဲ့ပူပါတယ်အခုအတူနေတဲ့သူဟာခမည်းရဲ့ယောက်ျားမဟုတ်ဘူးလို့ပြောလိုက်ပါတယ်ယေရှုကဒဲတို့ပြောလိုက်လို့အမျိုးသမီးလည်းအံ့ဩသွားပြီးဆရာက prophet ဖြစ်မှန်းကျမရစ်မိပါတယ်လို့ပြောပါတယ်အဲဒီနောက်မှာရှမာရိအမျိုးသမီးကကျမတို့ရဲ့ဘိုးဘေးတွေကဒီတောင်ပေါ်မှာဖျားသခင်ကိုကိုးကွယ်ခဲ့ကြပါတယ်ဆရာတို့ပြောတာကြတော့ယေရုရှလင်မြို့မှာပဲကိုးကွယ်ရမယ်လို့ပြောပြန်တယ်ဒီအခါယေရှုကဝတ်ပြုတဲ့နေရာကအရေးမကြီးကြောင်းအခုလိုရှင်းပြပါတယ်ဒီတောင်ပေါ်မှာလည်းမဟုတ်ယေရုရှလင်မြို့ပေါ်မှာလည်းမဟုတ်ပဲဖျားသခင်ကိုကိုးကွယ်ရမယ်အချိန်ရောက်လာတော့မယ်မင်းတို့ကကိုမသိတဲ့အရာတွေကိုကိုးကွယ်ကြတယ်ငါတို့ကကိုသိတဲ့အရာတွေကိုကိုးကွယ်ကြတယ်ကိုးကွယ်တဲ့သူမှန်သမျှတို့ကခမဲတော်ကိုနန်းဝိညာဉ်နဲ့ရောတစ္ဆာတရားနဲ့ရောကိုးကွယ်ရမယ့်အချိန်ကအခုပဲလို့ပြောပြပါတယ်ဒါနဲ့ရှမာရိမြို့သမီးကခရစ်တော်လို့ခေါ်တဲ့မေရှိယလာမယ်ဆိုတာကျမသိပါတယ်သူလာတဲ့အခါကျရင်ကျမတို့ကိုအားလုံးရှင်းရှင်းလင်းလင်းပြောပြလိမ့်မယ်လို့ပြောပါတယ်အဲဒီခါယေရှုကမေရှိယဆိုတာအခုခမည်းနဲ့စကားပြောနေတဲ့ငါပဲဆိုပြီးပြောပြလိုက်ပါတယ်အဲဒီအချိန်မှာပဲတပည့်တော်တွေလည်းပြန်ရောက်လာပြီးယေရှုကရှမာရိအမျိုးသမီးတယောက်နဲ့စကားပြောနေတာတွေ့လို့အံ့ဩနေကြပါတယ်ခင်ဗျာဆုံးထိနားလောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ